စီးပွားရေးလုပ်ငန်းတစ်ခုတည်ဆောက်ခြင်းစီးပွားရေးလုပ်ငန်းတစ်ခုကိုအောင်မြင်စွာတည်ဆောက်နိုင်ခြင်းသည်ငွေကြေးရင်းနှီးမြှုပ်နှံမှုတစ်ခုတည်းပေါ်တွင်မူတည်နေခြင်းမဟုတ်ဘဲမှန်ကန်သောအတွေးခေါ်စီမံခန့်ခွဲမှုဈေးကွက်နားလည်မှုနှင့်ရေရှည်အမြင်တို့အပေါ်အခြေခံပါသည်အထူးသဖြင့်မြန်မာနိုင်ငံကဲ့သို့စီးပွားရေးအပြောင်းအလဲများငွေကြေးဖောင်းပွမှုများဈေးကွက်အတက်အကျများဖြစ်ပေါ်နေသောပတ်ဝန်းကျင်တွင်စီးပွားရေးလုပ်ငန်းတစ်ခုတည်ဆောက်ရာ၌ပိုမိုစနစ်ကျပြီးမဟာဗျူဟာကျသောချဉ်းကပ်မှုများလိုအပ်လာသည်တမှန်ကန်သောစီးပွားရေးအတွေးခေါ်ရှိရမည်စီးပွားရေးလုပ်ငန်းတစ်ခုကိုစတင်ရာတွင်ငွေရှာရန်ဟူသောရည်ရွယ်ချက်တစ်ခုတည်းမလုံလောက်ပါဖောက်သည်များ၏ပြဿနာများကိုဖြေရှင်းပေးနိုင်သောဝန်ဆောင်မှုသို့မဟုတ်ထုတ်ကုန်တစ်ခုဖန်တီးနိုင်ရန်လိုအပ်သည့်အောင်မြင်သောစီးပွားရေးလုပ်ငန်းများသည်အမြဲတမ်းဖောက်သည်များ၏လိုအပ်ချက်များကိုဦးစားပေးပြီးတန်ဖိုးတစ်ခုပေးနိုင်ကြသည်မြန်မာနိုင်ငံတွင်လူဦးရေများသောမြို့ကြီးများ၌အစားအသောက်ပညာရေးနည်းပညာကျန်းမာရေးတည်ယူပို့ဆောင်ရေးနှင့်အွန်လိုင်းဝန်ဆောင်မှုများအပေါ်လိုအပ်ချက်များမြင့်တက်လျက်ရှိသည့်ထို့ကြောင့်လိုအပ်ချက်ရှိသောဈေးကွက်ကိုရှာဖွေပြီးအခြေခံသောလုပ်ငန်းစဉ်ဖြင့်စတင်သင့်သည်နှင့်ဈေးကွက်လေ့လာမှုပြုလုပ်ရမည်စီးပွားရေးလုပ်ငန်းတစ်ခုမစတင်မီဈေးကွက်ကိုအသေးစိတ်လေ့လာရန်လိုအပ်သည့်မည်သည့်ဖောက်သည်များကိုရည်ရွယ်မည်ပြိုင်ဘက်များဘယ်သူများရှိသည့်ဈေးနှုန်းဘယ်လောက်သတ်မှတ်ထားသည့်ဖောက်သည်များဘာလိုချင်သည်တို့ကိုသိရှိထားရမည်ဥပမာအားဖြင့် online shopping လုပ်ငန်းစတင်မည်ဆိုပါက Facebook Marketplace, TikTok Shop နှင့်အခြား e-commerce platform များကိုလေ့လာရမည်ပြိုင်ဘက်များထက်မိမိ၏ထူးခြားချက် unique selling point ကိုရှာဖွေဖော်ထုတ်နိုင်ရမည်၃ရင်းနှီးမြှုပ်နှံမှုနှင့်ငွေကြေးစီမံခန့်ခွဲမှုမြန်မာနိုင်ငံတွင်စီးပွားရေးလုပ်ငန်းများကျရှုံးရသည့်အကြောင်းရင်းအများစုမှာငွေကြေးစီမံခန့်ခွဲမှုအားနည်းခြင်းကြောင့်ဖြစ်သည်အမြတ်ရနေတော့လဲ cash flow မကောင်းပါကလုပ်ငန်းပိတ်သိမ်းရနိုင်သည်ထို့ကြောင့်စတင်ချိန်တွင်မဖြစ်မနေလိုအပ်သောအသုံးစရိတ်များသာသုံးစွဲရန်အရေးပေါ်ရန်ပုံငွေထားရှိရန်အမြတ်နှင့်လုပ်ငန်းငွေကိုတည်ချထားရန်နေ့စဉ်စာရင်းရေးသွင်းရန်လစဉ်ငွေဝင်ငွေထွက်အစီရင်ခံစာပြုစုရန်လိုအပ်ပါသည်စီးပွားရေးလုပ်ငန်းတစ်ခုသည်ငွေကြေးအခြေအနေကိုအမြဲတည်ရှိနေရန်လိုအပ်ပြီးဆုံးဖြတ်ချက်များကိုအချက်လက်အခြေခံ၍ချမှတ်သင့်သည်၄နည်းပညာအသုံးပြုမှုယနေ့ခေတ်တွင်နည်းပညာမှသုံးသောစီးပွားရေးလုပ်ငန်းများသည့်ပြိုင်ဆိုင်မှုတွင်နောက်ကျကျန်ရစ်နိုင်သည့် Facebook page, website, mobile app, com system, web system နှင့် tool များကိုအသုံးပြုခြင်းဖြင့်ထိရောက်မှုမြင့်မားလာစေသည်မြန်မာနိုင်ငံတွင်လူအများစုသည် Facebook, Messenger, TikTok နှင့် Telegram ကိုအသုံးပြုကြသောကြောင့် Digital Marketing သည်မရှိမဖြစ်လိုအပ်လာသည်လုပ်ငန်းအသေးစားများပင် Website နှင့် Social Media Marketing ကိုအသုံးပြု၍ဖောက်သည်အသစ်များရရှိနိုင်သည်၅အဖွဲ့အစည်းတည်ဆောက်ခြင်းစီးပွားရေးလုပ်ငန်းကြီးတစ်ခုကိုလူတဦးတည်းဖြင့်မတည်ဆောက်နိုင်ပါမှန်ကန်သောလူများနှင့်အဖွဲ့တည်ဆောက်ရန်လိုအပ်သည်အောင်မြင်သောလုပ်ငန်းရှင်များသည်မှန်ကန်သောဝန်ထမ်းရွေးချယ်ခြင်းတာဝန်များတေချာခွဲဝေပေးခြင်းလေ့ကျင့်သင်ကြားပေးခြင်းလုပ်ဆောင်နိုင်စွမ်းကိုတိုင်းတာခြင်းအဖွဲ့ဝင်များအားစိတ်ဓာတ်မြင့်တင်ခြင်းတို့ကိုအလေးထားကြသည်ဝန်ထမ်းများသည်လုပ်ငန်း၏အရေးကြီးဆုံးပိုင်ဆိုင်မှုများဖြစ်ပြီးအဖွဲ့အစည်းကောင်းတစ်ခုသည်လုပ်ငန်းတိုးတက်မှုကိုမြန်ဆန်စေသည်၆ဖောက်သည်ကိုဦးစားပေးခြင်းဖောက်သည်မရှိပါကစီးပွားရေးလုပ်ငန်းမရှိနိုင်ပါထို့ကြောင့်ဖောက်သည်ကျေနပ်မှုသည်အမျက်ထက်ပို၍အရေးကြီးသည်ဖောက်သည်များအားကောင်းမွန်သောဝန်ဆောင်မှုပေးခြင်းအရေးအသွေးထိန်းသိမ်းခြင်းအချိန်မှန်ပို့ဆောင်ခြင်းတိုင်ကြားချက်များကိုအလေးထားဖြေရှင်းခြင်းတို့ပြုလုပ်ရမည်ဖောက်သည်တဦးကျေနပ်ပါကနောက်ထပ်ဖောက်သည်များကိုခေါ်ဆောင်လာပေးနိုင်တော်လဲမကျေနပ်သောဖောက်သည်တဦးသည်လုပ်ငန်း၏နာမည်ကိုထိခိုက်စေနိုင်သည်ခုနှစ်ရေရှည်အမြင်နှင့်စမ်းသစ်တီထွင်မှုစီးပွားရေးလုပ်ငန်းတစ်ခုတည်ဆောက်ခြင်းသည်အချိန်တိုအတွင်းအမြတ်ရရန်မဟုတ်ဘဲရေရှည်တည်တံ့ရန်ဖြစ်သည်ဈေးကွက်အပြောင်းအလဲများကိုအမြဲစောင့်ကြည့်ပြီးစမ်းသစ်တီထွင်မှုများပြုလုပ်ရမည်ယနေ့အောင်မြင်သောလုပ်ငန်းသည်မနက်ဖြန်တွင်မအောင်မြင်နိုင်တော့ပေထို့ကြောင့်နည်းပညာအသစ်များဈေးကွက်အသစ်များနှင့်စီးပွားရေးအခွင့်အလမ်းအသစ်များကိုအမြဲလေ့လာနေရမည်။ဤကုန်းစီးပွားရေးလုပ်ငန်းတစ်ခုတည်ဆောက်ခြင်းသည်အဆောက်အဦတစ်ခုတည်ဆောက်ခြင်းနှင့်တူသည့်အခြေခံအုတ်မြစ်မခိုင်မာပါကအပေါ်ထပ်များမြည်များလှပနေစေကမူပြိုကျနိုင်သည့်မြန်မာနိုင်ငံ၏စီးပွားရေးအခြေအနေတွင်အောင်မြင်လိုပါကဈေးကွက်နားလည်မှုငွေကြေးစီမံခန့်ခွဲမှုနည်းပညာအသုံးပြုမှုဖောက်သည်ဝန်ဆောင်မှုနှင့်ရေရှည်မဟာဗျူဟာတို့ကိုပေါင်းစပ်အသုံးချရမည်အောင်မြင်သောစီးပွားရေးလုပ်ငန်းရှင်များသည်အခက်အခဲများကိုရှောင်ရှားသူများမဟုတ်ဘဲအခက်အခဲများကြားမှအခွင့်အလမ်းများကိုရှာဖွေသူများဖြစ်ကြသည်ထို့ကြောင့်စီးပွားရေးလုပ်ငန်းတစ်ခုတည်ဆောက်လိုသူတိုင်းသည်စိတ်ရှည်မှုစီကံရှိမှုဆက်လက်လေ့လာသင်ယူမှုနှင့်ရေရှည်မြင်တို့ဖြင့်ရှေ့ဆက်သွားရန်လိုအပ်ပါသည်